မင်္ဂလာပါခင်ဗျာအခုမြင်တွေ့နေရတဲ့အကူကတော့ကျွန်တော်တို့ဗဂျားတက္ကစီလုပ်ငန်းရောပြီးရင်ကျွန်တော်တို့ဒီ delivery လုပ်ငန်းကိုတွဲဖက်ပြီးတော့မှလုပ်နေတဲ့အကူဖြစ်ပါတယ်ကျွန်တော်တို့အခုဒီနေ့ကတော့အကူကနွေရာသီအတွက်ရင်ကိုအင်ဂျင်ဝိုင်လဲတာအပြင်လိုအပ်တဲ့ overall maintenance တွေလာလုပ်တာဖြစ်ပါတယ်ခင်ဗျာအကူရဲ့ကျွန်တော်တို့လက်ရှိလုပ်ငန်းလုပ်ရတဲ့အနေအထားနဲ့ဝင်ငွေလေးတွေကိုကျွန်တော်တို့မြင်မြင်တော့မှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကိုမင်္ဂလာပါအခုနာမည်မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ဦးလာထွန်းပါဟုတ်ကဲ့ဦးလာထွန်းကဒီဗဂျားနဲ့တက္ကစီလုပ်ငန်းdelivery လုပ်ငန်းကိုဘယ်မြို့နယ်မှာလုပ်ကိုင်ပါသလဲခင်ဗျာကျွန်တော်ချမ်းမြသာစီမြို့နယ်မှာဟုတ်ကဲ့ခင်ဗျာဟုတ်တနေ့တာမှာဆိုတော့ကျွန်တော်မနေ့ပိုင်း8နာရီကနေစပြီးတော့တယ်လီဆွဲပါတယ်ဟုတ်ကဲ့ခင်ဗျာအလှကုန်တယ်လီများဟိုဟာလောက်ကပဲအနည်းဆုံး8နာရီကနေစလိုက်ရင်9နာရီ10နာရီကြားပဲအလုပ်လုပ်ပါတယ်တရက်ကို2နာရီလောက်ပဲလုပ်တာပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့အဲ့လိုအလုပ်လုပ်တဲ့အခါကျလို့ရှိရင်ဝင်ငွေကြတော့နေ့စဉ်ပြန်ပြန်ဘယ်လောက်လောက်ဝင်ငွေရရှိပါသလဲခင်ဗျာနေ့စဉ်ကတော့9000 8000လောက်ရှိပါတယ်ခင်ဗျာ2နာရီလောက်လုပ်တော့9000 8000လောက်ဝင်တယ်ပေါ့နော်ဟုတ်ကဲ့delivery ဒီများများလေးရလို့ဟိုဒီများများလေးပို့ရတဲ့နေ့တွေဆိုလို့ရှိရင်ငေါဘယ်လောက်လောက်ဝင်လဲခင်ဗျာ3,200 3,000လောက်တော့ဝင်ပါ3,200 3,000လောက်ဝင်တယ်ဒါဆိုဆရာအချိန်ပေးရတာနဲ့ဖိုက်ရနဲ့ရတာပေါ့နော်ရပါတယ်ဟုတ်ကဲ့အခုရောကျွန်တော်တို့ဒီစီကတပတ်ကိုဘယ်နှလီတာလောက်ရလဲခင်ဗျာလီတာ25လီတာ25တစ်ခါဖြစ်ရင်စီတိုင်းကြီးပြည့်ဖြည့်တာပေါ့ဟုတ်ကဲ့ခင်ဗျာအခုဒီစီတိုင်းကြီးကကျွန်တော်တို့ဒီ8လီတာဆန့်တယ်ဆိုတော့ဆရာအနေနဲ့အပြည့်ဖြည့်ထားရင်ကြတော့ဘယ်နှစ်ရက်လောက်မောင်းလို့ရလဲခင်ဗျကျွန်တော်2ရက်လောက်တော့မောင်းလို့ရပါတယ်ဟုတ်ကဲ့ဗဂျားနဲ့ဒီတက္ကစီလုပ်ငန်းဒလီလုပ်ငန်းကိုလုပ်တာဘယ်နှစ်နှစ်လောက်ကြာပြီလဲဆရာတစ်နှစ်ကျော်ပါတစ်နှစ်ကျော်ကြာပြီဗဂျားနဲ့အလုပ်လုပ်ရတာပျော်ရွှင်မှုရှိရလားခင်ဗျရှိပါတယ်ပျော်ရွှင်မှုဟုတ်ကဲ့အားလုံးကောင်းပါတယ်အဆင်ပြေပါတယ်ဟုတ်ကဲ့ဗဂျားရဲ့ကျွန်တော် after sales service ပိုင်းကိုကြိုက်နေတဲ့ရလားခင်ဗျကြိုက်နေတဲ့ပါတယ်ဟုတ်ကဲ့အားလုံးအဆင်ပြေပါကျွန်တော်ဒီဗဂျားကိုဘယ်ချက်တွေနှစ်သက်လို့ဝယ်ပြသွားခဲ့တာလဲဆရာဗဂျားကိုဘယ်ချက်တွေတုံးဆိုတော့ကျွန်တော်မောင်းအပြူရတာလဲတက်တာလည်းရှိတယ်နောက်ကြတော့လုပ်ငန်းပိုင်းလည်းအဆင်ပြေလို့ဟုတ်ကဲ့အခုလိုမျိုးဗဂျားနဲ့အလုပ်လုပ်ပြီးတော့မှဝင်ငွေကောင်းကောင်းရတဲ့ခါကျတော့အကိုရဲ့ပျော်ရွှင်မှုကဘယ်လိုမျိုးရှိလဲခင်ဗျာဆရာအတိုင်းတဲ့လွန်ပေါ့တိုင်းတဲ့လွန်ပေါ့ကျေးဇူးပါခင်ဗျာဆရာကျေးဇူးပါအားလုံးကျေးဇူးပါ